ဘာဘူးကြီးနော်တောင်းရမျက်လုံးကိုပေးပြီးတော့လေတောင်းအခုပြေးချလိုက်တယ်နော်ဟိုရှေ့ကလေးတွေဖင်းရပြီးပြောသွားတယ်လေတောင်းနာတဲ့နေရာမှာလေရွှေရှိတယ်လို့သူတို့ကပြောခဲ့တယ်နော်ဘာဘူးကြီးတို့အပေါ်နော်တောင်းနာတဲ့နေရာမှာလေမြေကြီးတွေကိုတူးဆိုတာလေရေကန်ကန်လောက်ပြတ်သွားတယ်နော်ဒါပေမဲ့ရွှေမပြောနဲ့နော်ချီကြောက်တဲ့တစ်ခုတည်းမတွေ့ဘူးနော်ဘာဘူးကြီးတို့စောက်ရပေါက်သွားတယ်နော်ဒါပေမဲ့တောင်းနော်နောက်တစ်ခါထပ်ပြန်ပြီးတော့လေတကယ်ရွှေရှိတဲ့တောင်းမပတ်တော့နာတယ်နော်အမဂျပန်ကတော့မဟုတ်တဲ့အင်ဒီကတော့နော်သူတို့အမျိုးတွေကိုတွားပြောတယ်နော်ရွှေရှိတဲ့တောက်ကိုငါတို့တွေးပြီးဆိုပြီးတော့လေအမျိုးတွေလိုက်တော့ကြတယ်နော်ဘာဘူးကြီးတို့အပေါ်နော်ရွှေတွေကိုမြင်ပြီးတော့လေမဟာရလို့ကျသွားကြတယ်နော်အဲ့ဒါမှအနဲ့တရားနော်စိတ်မထိုင်တဲ့ဘက်လေရွှေတွေတွားယူမလို့တယ်နော်အနဲ့မွေးပေါက်ခံလိုက်ရတယ်နော်မွေးတယ်နော်ထွက်လာတယ်ဆိုတာလေနော်မဟုတ်တယ်နော်မွေးတယ်နော်ဘာဘူးကြီးတို့အပေါ်ကိုလေကျုံနဲ့ဆိုတာလေဘာဘူးကြီးတို့ပေါ်လေလိုက်နေအောင်ခံလိုက်ရတယ်နော်နောက်ဆုံးလေစာမီထွက်လာပြီးတော့လေမွေးပြရင်ကိုလေနှစ်ပိုင်းလိုက်တယ်နော်နောက်ပြီးတော့အနဲ့ပေါ်စတာလေမဲနဲ့မုံတွေကိုလေမွေးတွေဘက်ကိုဖြူလိုက်တယ်နော်အမမွေးတွေအကောလို့ရှော့တော့တယ်နော်စာမီနော်သူကောင်းတိလိုက်တယ်နော်သူလေဒီရွှေတောင်းကြီးကိုလိုချင်တယ်ဆိုလို့ရှိရင်လေမွေးပြရင်မှာမီတူဆန်နဲ့သူ5ကမယ်ဆိုတော့သူတီးလိုက်တယ်နော်စာမီနော်သူရဲ့တက်တာတွေကိုပြောလိုက်တယ်နော်တောင်းကြီးနဲ့တွားရင်လေတေးလိုက်မယ်လို့သူပြောတယ်နော်ဒါပေမဲ့နော်ဘာဘူးကြီးတို့အပေါ်လေစာမီတကကိုနားမထဘူးနော်သူတို့လေရွှေတောင်းကြီးကိုတက်ပြေးတိုးတယ်နော်ဘာဘူးလေနော်စာမီတို့နောက်ကနေပြီးတော့လေလိုက်တော့လည်းမလိုက်တော့လည်းနဲ့လည်းမတီးတော့ဘူးနော်